ထိတ်မှမို့ရှိခိုးကြော်လိုက်ပါလေဖေအဖေရှိစေဟိုတစ်ချိန်လုံးကဆုံကြီးရဲ့မိသားစုကအဖေဝင်တို့ဝေကအမေဝင်နေပြီကပျော်ရွှင်မှုလာပါဝေခါတောင်းတမျိုးသမီးကိုတပေါ်လူလဲကုန်မင်းရယုံကြည်ချက်နဲ့ကြိုးစားရှာဖွေနေဝင်းနေဖန်ပေးဆက်သူကြီးအဖေတို့ပဲဝိုင်းနေရအဖေဒီဘုတ်ကြီးနဲ့တီးတဲ့အဖေအခုတော့အဖေခဏတာခီးကိုဆွတ်သွားတဘဝစီချမ်းသွားခဲ့လေဘယ်သာနေရောက်လို့ရမေရဘဝများစီကိုမဆက်လိုက်နိုင်အဖေရဲ့ခီးတွေခွင့်လို့ပါလို့ဒီတချင်းလေးအိမ်နဲ့ဆေးပြားစုံထိတ်မှ